အားလုံးပဲမင်္ဂလာပါရှင်ကျမကနေပြီးတော့မှဒီတစ်ပတ်မှာဖတ်ခဲ့တဲ့စာအုပ်လေးကိုပြန်လည်ပြီးတော့မှ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်စာအုပ်လေးရဲ့နာမည်လေးကတော့ကျမဖတ်ဖို့ပေါ့နော်ပြီးတော့ကျမဖတ်ဖို့ကမှနေ့လို့သူပေးထားပါတယ်စာရေးဆရာမကတော့နနိုင်စနေဖြစ်ပါတယ်ဒီစာအုပ်ကပေါ့နော်ဖတ်ရတာလွယ်ကူတယ်မှတ်သားရတာလွယ်ကူတယ်စာရေးဆရာမကိုယ်တိုင်ကလည်းစိတ်သက်ကြတဲ့အခါမှာအမြဲတမ်းဖတ်ဖြစ်နေတဲ့စာသူလေးတွေကိုသူကနေပြီးတော့မှစုစည်းပြီးတော့စာအုပ်တအုပ်ဖြစ်ပြန်လဲရေးသားထုတ်ဝေထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်အရင်ဆုံးကျမကဒီစာအုပ်လေးကိုသင်ခန်းစာလေးတွေမပြောခင်မှာသဘောကျတဲ့စာသားလေးတွေကိုဖတ်ပြသွားပါမယ်အားကစားရုံသွားဖို့အပိုဝင်ဝင်မရှိဘူးဆိုရင်လေကတိတွေကိုတင်နေ့တိုင်းတက်နိုင်ဆင်နိုင်ပါတယ်။နမကြီးသစိတ်မိတ်ကပ်ပေါင်တာတွေတင်မသုံးနိုင်ဘူးဆိုရင်အရက်ဆက်လိုက်မတော့အိတ်ချင်မှန်စားချင်မှန်ရင်လည်းတင့်အသားရည်တွေကိုစိုးပြင်ဝင်းပစေပါတယ်။အလုံများနေတာကအရေးမကြီးဘူးအရေးကြီးတာကဘာအတွက်အလုံများနေလဲဆိုတာပဲဖြစ်တယ်။လူဘဝရဲ့အကြီးမားဆုံးအနောက်ရှင်းတဲ့ပြဿနာကဥတီချက်မရှိပဲအလုံများနေတာပဲဖြစ်ပါတယ်။ပြင်းပြတဲ့လူချင်းစိတ်မရှိရင်နောက်ဆုံးမှာဘာကိုမှတင်ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးတင်နားလည်ဖို့ကြိုးစားခြင်းစိတ်မရှိရင်နောက်ဆုံးမှာဘာကိုမှတင်သိလိုက်မှာမဟုတ်ဘူးအောင်နိုင်ဖို့အားထုတ်ခြင်းစိတ်မရှိရင်နောက်ဆုံးမှာဘာကိုမှတင်အောင်နိုင်လိုက်မှာမဟုတ်ဘူးထက်မြက်တဲ့သူကနားထောင်ကောင်းသူတူဖြစ်တဲ့ညံ့ဖြင်းသူကမပြတ်ညီသွားတိုင်းတာတယ်ထက်မြက်သူကဘယ်အချိန်မှာစတင်မယ်ဘယ်အချိန်မှာဆွန့်လွတ်ရမယ်ဆိုတာကိုသိတယ်ညံ့ဖြင်းသူကမရေမရာချိန်မှာစတင်ပြီးဘယ်အချိန်မှာဆွန့်လွတ်ရမယ်ဆိုတာကိုနားမလည်ဘူးမိဘအိမ်လောက်နှွေးထွေးမှုရှိတဲ့နေရာမရှိပါဘူးသုံးအားတဲ့မိန်းမကယောက်ျားနဲ့အတိုက်ခံပြုတယ်ထက်မြက်တဲ့မိန်းမကယောက်ျားကိုအားပေးတယ်သုံးအားတဲ့မိန်းမကနေရအချင်းနေမခွဲပဲယောက်ျားနဲ့ငင်းခုန်ရံဖြစ်တယ်ယောက်ျားကိုလူပုံအလယ်မှာမျက်နှာตาမဲ့စေတယ်ထက်မြက်တဲ့မိန်းမကလူတွေကြားမှာယောက်ျားကိုမျက်နှာตาပေးတယ်ဆုံးမဆရာပြောဆရာရှိရင်ငကိုကြားထဲမှာပဲပြောတယ်တကယ်လို့တင်ငိုရင်တင်တယောက်တည်းပဲငိုရလိမ့်မယ်ဘသူကမှတင်ရဲ့ပြောညံ့ချက်ကိုအလေးထားကြည့်ဆိုင်မှာမဟုတ်ဘူးတမကြန့်ခိုင်ဖို့တင်ကိုယ်တိုင်ဖြစ်ဖြစ်ချင်းတင်ယူရတယ်လူတိုင်းမတူတဲ့ပုံစံနဲ့ဘဝစာအုပ်ကိုဖတ်ကြတယ်ခံစားကြတယ်ပြီးတော့ကိုယ်နဲ့သက်ဆိုင်တဲ့ဘဝစာအုပ်ကိုရေးကြတယ်မနေ့ပြန်ဆိုတာရှိနေတဲ့တူရဲ့ဒီကနေ့ကအမြဲတမ်းစမှတ်ပါပဲရှင်းမှာလမ်းဆုံးဆိုတာမရှိပါဘူးမျောလင့်ချက်ကလမ်းချိုးနာရောက်နေပါတယ်တဲ့အသွေးခေါ်ကိုတတိပြုတ်ခယူဆိုင်ပါအဲ့ဒီအသွေးခေါ်တွေကမကြခင်မှာတင်ရဲ့လှုပ်ဆောင်ချက် action အဖြစ်ပြောင်းလဲသွားပါတယ်ဒါတွေကတော့ရိုးရိုးရှင်းရှင်းနဲ့ပေါ့နော်သဘောကျတဲ့စာသားလေးတွေဖြစ်ပါတယ်ဖတ်လို့လည်းတော်တော်လေးကိုကောင်းတယ်လို့ပြောရပါမယ်ဒီထက်ကနေပြီးတော့မှရတဲ့သင်ခန်းစာနဲ့လက်တွဲလှုပ်ဆောင်ဖို့အတွက်ကပေါ့နော်ဒီစာအုပ်ကိုဖတ်ပြီးတော့မှအဓိကပေါ့နော်ကိုပို့ပြီးတော့မှအများကြီးခရူးဆိုင်ရမယ်ပြီးတော့မှငါပေါ့နော်ထက်မြက်တဲ့မင်္ဂလိအဖြစ်ရှင်တန်သွားရမယ်ဆိုပြီးတော့မှပေါ့နော်သင်ခန်းစာရရှိတယ်ပြီးတော့အခုနောက်ပိုင်းပေါ့နော်စာအုပ်တွေလည်းဖြည်းဖြည်းချင်းဖတ်လာတယ်ကိုတွဲပေါ့နော်တစ်ခါလိုက်တဲ့စာအုပ်တွေလည်းရှိတယ်ကိုတွဲအကျိုးမရှိခဲ့တဲ့စာအုပ်တွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့စာအုပ်ဖတ်ခြင်းကပေါ့နော်ကိုပို့ပြီးတော့မှနူးညံ့စေလာတယ်လို့ခံစားရတယ်တဖြည်းဖြည်းနဲ့တခြားလူတွေရဲ့အသွေးတွေအမြင်တွေနဲ့လည်းမတူဘူးဆိုပြီးတော့မှပို့ပြီးတော့မှခံစားလာရတယ်ပေါ့နော်ပြီးတော့ဒီစာအုပ်လေးကဆရာမကသူကိုယ်တိုင်ဖတ်ပြီးတော့မှ online ကနေပြန်ပြီးတော့မှတင်လိုက်တဲ့အခါမှာပေါ့နော်တခြားလူတွေကနေပြီးတော့ comment ရေးထားတာကိုလည်းသူကပြန်ပြီးတော့ share လုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်တခြားလူတွေရဲ့အမြင်လေးတွေကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီစာအုပ်လေးကနည်းနည်းလေးပေါ့တယ်လို့ခံစားရပေမဲ့တစ်ဖက်မှာဖတ်ရတာလည်းသူအချင်းပေးရလောက်တဲ့အထိတန်တယ်လို့လည်းပြန်ပြီးတော့မှခံစားမိတယ်ပေါ့နော်စာအုပ်ဖတ်နေရင်းနဲ့ပေါ့နော်အိမ်ကိုလွမ်းတဲ့စိတ်လည်းတဖြည်းဖြည်းရှိလာတဲ့အခါမှာတကယ်ပဲမိဘတွေအိမ်လောက်နှွေးထွေးမှုဆိုတာတကယ်မရှိဘူးဆိုတဲ့ခံစားချက်လည်းပေါ့နော်ဖြည်းဖြည်းဒီလိုတိလာတဲ့ခံစားချက်ဖြစ်ပါတယ်ဒါကတော့သင်ခန်းစာရတဲ့အပိုင်းရင်ဒီစာအုပ်ကိုဖတ်တဲ့ပေါ့နော် review လေးပုံစံဖြစ်ပါတယ်လက်တွေ့လောက်ဆောင်မဲ့အပိုင်းလေးကတော့အခုရက်ပိုင်းမှာစကားလျှော့ပြောပြီးတော့မှပေါ့နော်များနားထောင်မယ်ပြီးတော့အခုနောက်ပိုင်းအိတ်ချင်မှန်အောင်အိတ်မယ်ပေါ့နော်အဲ့ဒါကိုဆုံးဖြတ်ချက်ချခတ်ထားတယ်ပေါ့နော်အိတ်ချင်မှန်အောင်အိတ်မယ်ဆိုတာအလွန်ဆုံးစောရင်7 နာရီပေါ့နော်နောက်ကျရင်တော့7 ခွဲတဲ့ရအောင်အိတ်မယ်လို့ကိုဆုံးဖြတ်ချက်ထားခံမှာပေါ့နော်နေ့တိုင်း7 လိုင်းချော်နေတယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒါကိုပြင်ချင်တယ်ပေါ့နော်အဲ့ဒီအရာကိုတေချာလေးကိုစူးစမ်းပြီးတော့မှအဲ့ချိန်လေးကိုထိမ့်သိမ်းထားမယ်ပေါ့နော်ပြီးတော့အရင်တစ်ခေါက်ကလည်းမိသားစုကိုပို့ပြီးတော့အချိန်ပေးမယ်လို့ပြောခါမှာပေါ့နော်Facebook က error တက်သွားပြီးတော့မှအမေနဲ့စကားမပြောနိုင်တဲ့အချိန်ကြီးလည်းနည်းနည်းများတယ်ပေါ့နော်အမတွေနဲ့လည်းအဲ့လိုအဆက်အသွယ်ပြတ်သွားတဲ့အချိန်ကြီးရှိတဲ့အတွက်မလို့ပေါ့နော်အဲ့ဒါကြောင့်မလို့
အဲ့ဒါကြောင့်မလို့ပေါ့နော်မိဘကိုအချိန်ပို့ပေးမယ်ပေါ့နော်အဲ့လိုစဉ်းစားဆုံးဖြစ်တယ်ပြီးတော့အခုထိပေါ့နော်အိမ်ထောင်ကမကြသေးဘူးဆိုပြီးမယ်ပေါ့နော်တကယ်ပဲကိုယ့်ရဲ့အနာဂတ်မှာဖြစ်လာမဲ့ကိုယ့်ရဲ့အိမ်ထောင်ဖက်အတွက်ပေါ့နော်တကယ်ပဲထက်မြက်တဲ့မိမအဖြစ်ပေါ့နော်ဒီဟာလေးကိုတင်ယူသွားပြီးတော့မှအသက်ရှင်သွားမယ်ဆိုပြီးတော့မှဒါကတော့လက်တွေ့လုပ်မဲ့အပိုင်းဖြစ်ပါတယ်ပေါ့နော်ဒီစာအုပ်လေးကဖက်ရတာရိုးရှင်းတယ်လွယ်ကူတယ်ဒါပေမဲ့ပေါ့နော်ဒီကရှိတဲ့လူတွေလည်းပေါ့နော်မိန်းကလေးတွေဖြစ်တယ်ဆိုရင်တစ်ခါတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒါကတော့ကျွန်မဖတ်ခဲ့တဲ့စာအုပ်လေးကိုပြန်လည်ပြီးတော့မှ sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဖတ်ဖို့တဲ့လူရှိတယ်ဆိုရင်လည်း comment မှာ like comment မှတ်ပြီးတော့မှပေါ့နော်ကျွန်မတို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင့်ကျေးဇူးတင်ပါတယ်